3D ချစ်မျိုးတွေမင်္ဂလာပါဗျာကျွန်တော်ဒီဟာလေးအမှန်ဆိုရင်တော့တိတ်တော့မပြချင်ဘူးဗျအရင်ကြီးလည်းမကောင်းဒါပေမဲ့ဂါလေးအောင်ဗမာစံကပုံရပါဗျာမထင်တဲ့ခြုံကယုံထွက်တတ်တယ်ဆိုတော့အဲ့လိုမျိုးလေးဂါလေးအောင်အဲ့လိုကြောင့်မို့ဒီမြင်တဲ့ဟာလေးကိုကျွန်တော်နည်းနည်းလေးတင်ပြပေးလိုက်မယ်ဆက်အရန်ရှည်သွေးမှန်ဆိုလို့ဟိုအများကြီးတော့မပြတော့ဘူးသူကအနှစ်20မှာတစ်ခါလောက်ကြားတဲ့သဘောပေါ့နော်ဒီမှာ92ခုနှစ်ဒီချိန်မှာခွန်လေးတစ်ဆိုပြီးကြားလာရင်တကားဒီတစ်ခုနှစ်ဆို2011ခုနှစ်မှာ14ခွန်လို့ကြားနော်ဟုတ်ပြီကျွန်တော်တော့ဒီတိုင်းမှာကြည့်တတ်တယ်ဗျကလင်နာဆိုဟိုပေါင်းတာတွေမြောက်တာတွေနှုတ်တာတွေနဲ့တိတ်မကြည့်တတ်ဘူးနော်ပုံတူရိုက်တာတွေကြည့်ရင်လဲတဲထီမှာပေါ့ဗျာမထီတော့လဲတလုံးမှလဲတူချင်မှတူမှာပေါ့ဒါမဲ့ရမ်းထိုးမှလည်းစားလို့ရှိရင်နည်းနည်းလေးတိုက်တဲ့သူလေးညှိပြီးထိုးလို့ရအောင်လို့မို့တင်ပြရပါနော်တော့2000နဲ့တစ်ခုနှစ်မှာခွန်303ဆိုတဲ့ကဏ္ဍ2000နဲ့2ခုနှစ်မှာတစ်ချိန်နှစ်ချိန်3ချိန်မြောက်မှာ9309ဆိုပြီးဆင်းခဲ့ရနော်ဟုတ်ပြီအဲ့လိုပဲဗျ2000နဲ့2ခုနှစ်ရဲ့24ချိန်မှာ196ဆိုပြီးတော့ကြာပြီးခဲ့နော်ဟုတ်ပြီဆိုတော့ဒီကလည်းပြန်နေရကျွန်တော်ဘက်ကထားလိုက်တော့ဒီမှာဗျ33ခွန်2000နဲ့21မှာ33ခွန်ပေါ့နော်22မှာ1 2 3ချိန်မြောက်မှာ9305ဆိုပြီးရှိမယ်အဲ့9305ကနေပြီးတော့အောက်ကိုဆင်းလိုက်ရင်နေအောင်မှန်ကန်ခဏလေးဒီမှာ196ဆိုတဲ့ဒီကဏ္ဍလေးရှိမယ်ဒါဘယ်လောက်ဖြစ်မှာ20နဲ့2မှာဟုတ်ပြီနော်22မှာအဲ့196ကဏ္ဍရှိမယ်ဒီဘက်ကိုကြည့်တော့9305နေ2003ခုနှစ်ရဲ့17ချိန်ကိုကြည့်လိုက်8ခွန်နှစ်ဆိုတဲ့ဒီကဏ္ဍလေးရတယ်အဲ့မှာဒီတိုင်းရမ်းချပေးတာတော့မဟုတ်ဘူးဗျသူ့အောက်မှာ4ထိပ်ခွန်ပိတ်ဆက်ဆင်းလိုက်တော့ခွန်ထိပ်5ပိတ်ခွန်ထိပ်5ပိတ်4ထိပ်ခွန်ပိတ်8ထိပ်2ပိတ်ဆိုပြီးတော့ဒီတိုင်းချပေးရနော်ပထမကရပြီးနောက်ဒုတိယကဒုတိယကကိုကြည့်လိုက်9305ကနေ2023ဆင်းကြည့်လိုက်တော့ချပေးရပြ8ခွန်နှစ်လို့တဲရိုက်ပေးရမှာနော်တဲရိုက်ပြီးတော့အဲ့မှာဘယ်ဘက်အောက်ဆောင်ကိုဆင်းကြည့်လိုက်တော့လဲ4ထိပ်ခွန်ပိတ်ခွန်ထိပ်5ပိတ်ဒီမှာလည်းအဲ့တိုင်းမှာလေခွန်ထိပ်5ပိတ်4ထိပ်ခွန်ပိတ်8ထိပ်2ပိတ်ဆိုပြီးတော့8ခွန်နှစ်လို့ချပေးခဲ့ဒီမှာလည်းအဲ့တိုင်းပဲ8ခွန်နှစ်လို့ချပေးပြီအဲ့တော့ဟုတ်ပြီဗျာကလင်နာမူဗျာကျွန်တော်တို့ဆက်ကြည့်လိုက်မယ်ဆိုရင်တစ်နှစ်ချပြီးတော့နောက်ထပ်2025ရဲ့5ချိန်ကိုသွားမယ်ဆိုရင်ဒီကနေပြန်ခေါ်ကြည့်အောင်1 2 3 4 5 6ခွန်9ချိန်ရဲ့ဘေးပေါ့နော်အဲ့ကြမယ်ကနန်းဒီဘက်ကနေသွားကြည့်မယ်ဆိုရင်လည်း1 2 3 4 5 6ခွန်9ချိန်ရဲ့ဘေးကကနန်းလေးကဒီမှာဆိုရင်2000တက္ကရာရဆိုရင်လည်း5ခုနှစ်စွန်း5ချိန်မှာ345ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က5ခါနဲ့ကြိုက်တယ်4ပိတ်နဲ့ကြိုက်တယ်ဆိုတော့နော်4ထိပ်နဲ့ကြိုက်တယ်ဆိုတော့453ဆိုတဲ့ကဏ္ဍလေးကိုဒီချိန်တက်ကြိုက်ပါတယ်ဒီကဏ္ဍမကြခင်မှာရှေ့မှာကြည့်တာကကြည့်လိုက်တော့3ပိတ်6ပိတ်1ပိတ်3ပိတ်6ပိတ်1ပိတ်ပေါ့နော်ကြပြီးတော့5ချိန်မြောက်မှာဒီကဏ္ဍကြတယ်တဲ့အဲ့တော့ဒီဘက်ကိုပြန်ကြည့်လိုက်တော့3ပိတ်6ပိတ်1ပိတ်ပေါ့နော်အဲ့ကြပြီးတော့ဒီကဏ္ဍကြမယ်ဆိုရင်တော့453ဆိုတဲ့ကဏ္ဍလေးညွှန်ရွေးထားပါတယ်ကြိုက်တဲ့သူတွေနည်းနည်းလေးကစားလို့ရအောင်ပေါ့နော်မကြိုက်တဲ့သူတွေကြော်ပေါ့နော်ကျေးဇူးပါဗျာ